ဗြိတိန်နိုင်ငံရှိတက္ကသိုလ်24ခုဟာလာမယ့်12လအတွင်းငွေကြေးမတက်နိုင်တော့ဘဲဒေဝါလီခံရမည့်အနေနဲ့ရင်ဆိုင်နေရကြောင်းဗြိတိန်အောက်လွှတ်တော်ပညာရေးရွေးချယ်မှုကော်မတီကယခုသတင်းပတ်အတွင်းသတိပေးခဲ့ပါတယ်။အဲ့ဒီတက္ကသိုလ်များဟာလက်ရှိမှာဝန်ထမ်းအင်အားလျှော့ချခြင်းဘာသာရေးသင်တန်းများပိတ်သိမ်းခြင်းအဆောက်အုံနှင့်မြေနေရာများကိုလိုက်လံရောင်းချနေရခြင်းစတဲ့ဗန်နာရေးအကြက်တဲများဆက်ရောက်နေကြောင်းကော်မတီကပြောကြားခဲ့ပါတယ်။တက္ကသိုလ်များအနေနဲ့၎င်းတို့၏အကျွေးများကိုမဆက်နိုင်တော့ပါကကျောင်းသားများထိခိုက်နစ်နာမှုမရှိစေရန်အစိုးရထံမှပုံမကောင်းမွန်တဲ့အကာအကွယ်များလိုအပ်ကြောင်းအောက်လွှတ်တော်ပညာရေးရွေးချယ်မှုကော်မတီကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဗြိတိန်ပညာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတို့ကတုံ့ပြန်ရမှာကျောင်းသားများနဲ့စီးပွားရေးအတွက်ဆက်လက်ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်ပြီးတက္ကသိုလ်များအတွက်စိတ်ချရတဲ့အနာဂတ်ကိုအစိုးရကဖန်တီးပေးရန်ကတိကဝတ်ပြုလှုံ့ဆော်နေကြောင်းပြောကြားခဲ့ပါတယ်။ငွေကြေးပြဿနာများဖြင့်ရင်ဆိုင်နေရပြီးဒေဝါလီခံရမယ့်အန္တရာယ်ရှိနေတဲ့တက္ကသိုလ်များထဲမှာ Oxford တက္ကသိုလ်နဲ့ Cambridge တက္ကသိုလ်များလည်းပါဝင်နေပါတယ်။